ကဲဒါကခယူဖျားဒါအဝင်မုတ်อ่ะဟုတ်အထဲမှာဖျားကြီးရှိတယ်သူကခယူတွေနဲ့ဖျားတည်ထားတာဒါကျွန်တော်ဒီဟွာနေလာတာကား2ဆင့်3ဆင့်စီးရတယ်ကျွန်တော်ဒီဟွာပတုံဌာနီကနေပြီးတော့လာလိုက်တာပတုံဌာနီကနေပြီးတော့ဒီပထုံလိုတက်ကိုစီးတယ်ပထုံလိုတက်ကနေပြီးတော့ဒီဘက်ကိုတက်စီနဲ့လာလိုက်တယ်တက်စီနဲ့200ပေးရတယ်ဒီနေရာရောက်ဖို့ဒါအဝင်အထဲမှာရှိတယ်အထဲမှာဖျားကြီးရှိတယ်ဒီမှာဒါကအရဟံလာပါလေဒီမှာဖျားနမောဗုဒ္ဓယအင်းစမတွေနဲ့တည်ထားတဲ့ဖျားဒါထိုင်းမှာနော်ထိုင်းမှာဒါအင်ဂျင်ပဲဒါကကျွန်တော်တို့ဒီပထုံဌာနီအပိုင်မှာရှိတဲ့ခယူဖျားသူထိုင်းလို့ဆိုရင်တော့ဝက်ကြေဒီဟိုရဲလို့ခေါ်တယ်ဒါဒီဖျားဒါအောက်ကဟိုထိုင်းကိုဒါကပင်လေခယူစာကမာကောင်ရောက်သွားမကင်ရကင်လို့မရဘူးပြောကြီးဒါရောက်သွားပြီဒါဒီထဲမှာဒီဟိုဟာတွေရှားပါပစ္စည်းတွေ
ပင်လယ်တွေကရတဲ့ဟာတွေဒီမှာတမင်ဂျိုတွေစင်ချီရောက်တွေစင်အယိုးတွေဒါစင်ချီရောက်တွေဒါစင်အယိုးတွေပေါ့စင်ချီရောက်တော့မဟုတ်စင်အယိုးတွေနာနော်ဒီမှာလေဒါစင်အန်သွားတွေဒါတမင်ဂျိုကြီးဂျိုဆက်ဂျိုဆိုင်းဂျိုတွေဒါတွေကအင်ဂျင်ပဲဒါရောက်သွားတယ်နဲ့ဖျားတည်ထားတာဒါခယူးစီတွေပဲဒါလဲ